ဒီဖြူအောင်နတန်တောက်လျှောက်ပဲနတန်ရရှိလာခဲ့တာဖြစ်ပါတယ်နတန်ပဲလက်ကန်ထားဖို့ကြိုးစားတယ်1 day ဝင်ကိုတကိုစတင်ရရှိပြီးတော့ဝိုင်ယန်ကြီးသည်စော်ဖို့ဖြစ်လာခဲ့ပြီစီတူအောင်လက်သွင်းကိုထပ်မံရခဲ့ပြီးတော့ဝိုင်ယန်ကြီးသည်နှစ်ကိုပြန်တဲ့ဥဆောင်ဝင်ရရှိသွားခဲ့တာဖြစ်ပါတယ်တန်အောင်ကောင်းထက်နိုင်ရှုပေးထားပြီးလက်ကန်ထားပြီးဒီကိုထပ်မံရခဲ့ပြီးတော့သုံးကိုပြန်တဲ့ဝိုင်ယန်ကြီးသည်ဥဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ်ရှုပေးထားတယ်1 day လက်ကန်ထားတယ်ဒီနေတာနဲ့1 day နောက်တဲ့သူကိုထပ်မံရခဲ့ပြီးတော့နတန်လက်ကန်ထားတယ်နောက်တဲ့သူကိုထပ်မံရခဲ့ပြီးတော့ဝိုင်ယန်ကြီးသည်5ကိုပြန်တဲ့ဥဆောင်သွားခဲ့ပြီဖြစ်ပါတယ်နတန်တော့ဝါချပြီးတယ်လက်ကန်ထားပြီးနောက်တဲ့သွင်းကိုထပ်မံရခဲ့ပြီးတော့နိုင်လေးထွန်းကျော်6ဂိုးမြောက်သွင်းကိုရရှိအောင်စွမ်းဆောင်သွားခဲ့တာဖြစ်ပါတယ်လူမြင့်ဆိုရှုပ်ပေးတာပြီးလက်ကန်ထားတယ်သွင်းကိုထပ်မံရခဲ့ပြီးတော့ဝိုင်ယန်ကြီးသည်9ဂိုးပြည့်နဲ့ဦးဆောင်သွားခဲ့ပြီဖြစ်ပါတယ်ဝါတယ်လက်ကန်ထားတယ်နောက်တဲ့သွင်းကိုဝိုင်ယန်ကြီးသည်ရရှိခဲ့ပြီးတော့10ဂိုးပြတ်သွားခဲ့ပြီပဲဖြစ်ပါတယ်ကပိတ်သွင်းခဲ့ပြီးတော့1 day နောက်ထပ်သွင်းကိုထပ်မံရှာဖွေသွားခဲ့တာဖြစ်ပါတယ်မြင့်မောင်မောင်သွင်းကိုပြန်လဲခွင့်ပြုပေးလိုက်ရပြီဖြစ်ပါတယ်ဝိုင်ကြီးတဲ့နောက်ထပ်သွင်းကိုထပ်မံရခဲ့ပြီးတော့နတန်ကသွင်းယူသွားခဲ့တာဖြစ်ပါတယ်ဝိုင်ဂျီတင်းနဲ့ဂိုရင်းတင်းတို့ရဲ့ရှင်မြိုင်မှုကတော့ပြီးဆုံးလို့သွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာတော့ဝိုင်ဂျီတင်းကဂိုရင်းတင်းကို10 ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်